ဘလို့ကြီးတော့ဟမ်ဟာမဟုတ်ဘူးလေအဲ့လိုမဟုတ်ပါဘူးအဲ့လိုမဟုတ်ပါဘူးဟိုတယုံဗတ်မျိုးစုံနေပြင်ရွှေမန်းမာလာပန်းဦးရင်ရှုမကြီးအောင်မင်းနှစ်ကူးရင်ငန်းငွေငန်းမောင်လန်းရှံဟာတော့မရှိချိုးလိုက်ပြောချင်တာလေကျွန်တော်ဒါပလိန်းတာမဟုတ်ပါဘူးเนาะကျွန်တော်လည်းအဲ့လိုကြီးတော့နားမလည်ပါဘူးဗျာဒီရှင်းနေဆိုတာကျွန်တော်တို့ငယ်လေးတွေကနေနားထဲမှာစွဲကြံနေခဲ့တဲ့တရှင်းတွေပြပါတယ်ဆိုတော့ဒီလိုမျိုးတမိုးရှိတဲ့အရာကိုပြန်လောက်တော့မယ်ပြန်ဖန်တီးတော့မယ်ဆိုရင်မှန်မှန်ကန်ကန်လေးလုပ်စီချင်တယ်เนาะမှန်မှန်ကန်ကန်လေးလုပ်လို့ရှိရင်ကျွန်တော်တို့မှကြားနေအမြဲတမ်းကြားနေခဲ့တဲ့ဒီစံစင်တွေကဒီနားထဲမှာမရိုးသွားတဲ့အတွက်ကြောင့်မို့အားပေးနေမှာပဲဖြစ်ပါတယ်ဒါပေမဲ့အခုဟာကြီးကကျွန်တော်ကြားနေကြစံစင်တွေကိုမှလေဘလို့တဲ့နားထဲမှာလုံးဝမတည့်တဲ့ခါကျတော့ပြန်ပြီးတော့လှုပ်လိုက်တာတော်တော်နှမျောဖို့ကောင်းတယ်လို့ပြောလို့ရပါတယ်ဦးစားမျိုးလို့မဟုတ်ဘူးလေဘလို့ကြီးတော့ဘယ်သူတွေထားဘယ်သူတွေကျွန်တော်ခါမှလည်းမတွေ့ဘူးဟိုကောင်ကျွန်တော်တူတယ်ဗါလေကိုသားလေးနဲ့တော့ခက်စင်ဟိုတယုံဗတ်မျိုးစုံနေပြင်ရွှေမန်းမာလာပန်းဦးရင်ရှုမကြီးအောင်မင်းနှစ်ကူးရင်ငန်းငွေငန်းမောင်လန်းရှံပဲမရှိတော့ဘူးကျွန်တော်လိမ့်တာမဟုတ်ပါဘူးเนาะကျွန်တော်တိုင်းသားဆိုတော့ထားပါသေးတယ်တိုင်းသားဖြစ်နေပါသေးတိုင်းသားဆိုတယ်ဒီလောက်ကြီးတော့သာသာကြီးကိုအဲ့လိုပြောင်းနေထီတော့လွဲစရာအကြောင်းမရှိပါဘူးဆိုတော့တမိုးထားပြီးတော့လှုပ်စီချင်ပါတယ်ဒီလိုမျိုးတမိုးကြီးတဲ့အရာလေးကိုကျွန်တော်တို့မှတမိုးထားပြီးတော့လှုပ်စီချင်ပါတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့ငယ်တုန်းကကြားနေခဲ့တဲ့ဒီတက်တင်နေဒီရှင်းနေပြန်ရင်ထဲမှာစွဲကြံနေတဲ့အတွက်ကြောင့်မို့ဘသူပြန်ဆိုဘသူပဲဆိုဘသူပဲဘာပဲပြန်လို့ကျွန်တော်အားပေးနေမှာဒါပေမဲ့ကျွန်တော်ကြားနေခဲ့တဲ့တန်စီနေစာသားတွေကိုပြောင်းပြီးတော့ထွက်လိုက်တော့နားထဲမှာဘလို့မှစင်ပြီးကိုလူကလိုက်အဲ့ဒီခုလေးတော့ပြောချင်ပါတယ်ခင်ဗျာကဲဆိုတော့တမိုးထားနိုင်ကြပါစေလို့ပြောချင်ပါတယ်ခင်ဗျာအားလုံးပဲဘိုင်